Okay မင်္ဂလာပါအတန် Wi-Fi မှာတရားရစားဖြစ်ပါတယ်ခင်ဗျာ Robot ဆိုတဲ့ X-Sound Wi-Fi ဆက်အသေးလေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ဒီကောင်လေးကကျွန်တော်တို့ X-Sound Portable Pocket Wi-Fi ဆက်ဖြစ်ပြီးတော့မိမိချိုင်းတဲ့တရား SIM ကတ်ကိုထည့်သွင်းအသုံးပြုလို့ရပါတယ် Battery ampere 4000 ပါဝင်မှာဖြစ်ပြီးတော့အားအပြည့်သွင်းရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနည်းဆုံး8နိုင်ရနေပြီးတော့10နိုင်ကြားကောင်းကောင်းအသုံးပြုလို့ရမယ်ဆက်လေးဖြစ်ပါတယ်ဒီဇိုင်းပိုင်းကိုပြောမယ်ဆိုလို့ရှိရင်လူငယ်ဆန်ဆန်ပုံစံဖြစ်ပါမယ်ဘေးဘက်ပါညာကြည့်မယ်ဆိုရင်လည်းလုံးဝလူငယ်ဆန်ပါတယ်အားသွင်းစနစ်ကတိုက်စီဖြစ်ပါမယ်ခင်ဗျာ display ပိုင်းမှာဆိုလို့ရှိရင် battery ကိုဒီလိုအတန်းလေးနဲ့ပြပေးမှာဖြစ်ပြီးတော့သူ့ရဲ့ user name သူ့ရဲ့ password ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒါထည့်သွင်းထားတဲ့ SIM card connection တိုင်းပြီးသွားလို့ရှိရင် Wi-Fi icon ပြီး AD support ပေးတဲ့ icon လေးတွေပြပေးမယ်အဲ့ဒီအပေါ်ဆုံးဘားထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ date and time ကိုပါကြည့်လို့ရမယ့် function လေးပါဝင်မှာဖြစ်ပါတယ်လူသုံးများတဲ့ Atom Flexi နဲ့ SIM card ကိုထည့်သွင်းအသုံးပြုနိုင်ပြီးတော့ဘာစတင်မှာချိန်စီရမလို့ပဲနဲ့တန်းထိုးပြီးတော့တန်းအသုံးပြုလို့ရမှာဖြစ်ပါတယ်။သုံးပြုလို့ရတဲ့ device အရေးအတွက်ကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိသားစုပေါ့နော်2ယောက်3ယောက်4ယောက်ဝင်ကျင်ထိအသုံးပြုလို့ရမှာဖြစ်ပါတယ်။ battery အားကတော့မိမိအသုံးပြုတဲ့ device အရေးအတွက်ပေါ်မူတည်ပြီးကုန်တာမြန်တာနှေးတာလီတော့ကွာခြားမှုရှိနိုင်ပါတယ်။ဆက်တည်တံရောင်းပေးမယ်စီအား3,6000 ကျပ်ဖြစ်ပါတယ်အတန် Flexi နဲ့အပြင်သုံး data SIM ကတ်နဲ့တွဲယူမယ်ဆိုလို့ရှိရင်9,000သာကျတင်မှာဖြစ်ပါတယ် location အနေထားကတော့အလောရမှာဖြစ်ပြီးတော့တွားလေရမှာတည်ယူအသုံးပြုနိုင်ပါတယ်မိမိတို့ရဲ့နေရာမှာ line ကောင်းတဲ့ SIM ကတ်ကိုထည့်သွင်းပြီးတော့အသုံးပြုလို့ရတယ်အတန် Flexi နဲ့ကမိမိတို့နေရာမှာ line ကောင်းတယ်ဆိုလို့ရှိရင်လည်းအတန် Flexi နဲ့ကတ်ကိုထည့်ပြီးသုံးမယ်ဆိုရင်တော့ပို့ပြီးသက်သာမှာဖြစ်ပါတယ်